လုံးမင်္ဂလာပါဒီနေ့တော့ကျွန်တော်ကိုယ်တိုင်စောက်ထားတဲ့ဝေါ်လေးလာပြတာဖြစ်ပါတယ်ဒီမှာကျွန်တော်ဇွန်မီဖန်ထဲမှာဇွန်မီဖန်ကဇွန်မီတိတ်မတက်လို့ဇွန်မီတရားရှိရဗျာဒီချီကတေချာမသိလို့ကျွန်တော်ရမ်းပြန်ဒီမှာမကုန်ပြောစမ်းဒီမှာအခုကျရင်ကျွန်တော် survival video လုပ်မှာဒါနဲ့ဒီမှာဒါပြင်နေတော့လာရိုက်ချိန်ရတယ်ဟဲ့တစ်ချိန်မရှိရကျူရှင်ကသွားတော့မသုံးနိုင်အဲကြောင့်မို့ပါတစ်ချိန်ဟဲ့ချိန်မရှိရင်ပြန်ထွက်ပြအောင်မယ်ပြန်ထွက်ပြအောင်မအားလည်းကိုတိတ်မရှိရှင်က3နာရီဆိုတော့မညနေရောပြကြရင်ကျွန်တော်မှဓာတ်မွား3တော့မရသေးပြီးဆိုတော့ကမော်တာကြီးကိုဖြတ်ကြ sorry ကျန်လိုဖြတ်တော့ခပ်ပြီးကြဇွန်မီရာဇွန်မီယာစပွန်နာရေရမရှိတော့တိတ်မကြချင်းအဲဒါမှလူလေးလာလောက်တာပါဇွန်မီဖန်ပြင်းတဲ့ block လေးရိုက်တာဒီမှာဖေအောင်နိုင်ဒီမီးတိုင်းလေးလိုက်ခဲ့တော့လေးကြရင်ကျွန်တော်အခုတစ်ခါပြရင်ကောင်းမလားပြပဲခုတစ်ခါပြပြင်လို့ပြတယ်ကျွန်တော်ဒီကိုမမီရောက်သွားဟုတ်ပါမတော်သေးမတော်တော့ဒီမှာကျွန်တော်ရောင်လေးလိုလေးဖြစ်နေရတော့ပေါ့ပြီးတော့ဒါနဲ့ရှော့နေတူပါတယ်ကျွန်တော်မရှိဟောဒီတော့ရပြီโอเคပဲဒီမှာကျွန်တော်တွေ့တာโอเคမောဖန်โอเคကျွန်တော် intro လေးမှာပါဒီကြရင်ကျွန်တော်နေတဲ့ page ကိုပြောင်းမယ်ကျွန်တော်ကစတော့ဟိုအိမ်မှာနေတာပဲဒါပေမဲ့ diamond ရချင်လို့diamond ရချင်လို့အောက်မှာ page အောက်ပြီးနေဒီလိုင်းကမရှိတော့ဟာကမှတခါလေးစင်ညလေးရဒီအစကလီတန်အကောင်နဲ့အကောင်နဲ့မနဲ့ရောင်းဟာမရေးတာဒီမှာကျွန်တော်ပြီးကျွန်တော်ကဒီနေရာနေရာမှာစတော့ကနေမနေလို့ကျွန်တော်ဒိုင်းမွန်ရမှာအောက်ပြန်ဆင်းလာပေါ်ပြန်တက်လာပြော
အာမတော့ဒီအာယုံအာမရတော့ဒါမှမလုပ်သေးဘူးအာယုံအာမရတော့မယ်ဒါနောက်ပြကြရင်ကြောင်းအပြန်လာရင် survival video တင်မှာငါပဲတင်ဟာဒီမှာကျွန်တော်နေရမှာပြကြရင်ကျွန်တော်တူထားတဲ့ဟာလေးကြည့်လိုက်ပြောဒါကျွန်တော်မော်ဖန်ဆောက်တယ်ဆိုတော့ခွေးပါစပွန်ကျွန်တော်တင်မှာပြီးတော့အဲ့ခွေးပါ TND လောက်ပြီးတော့ diamond နေရှာအောင်အမတွေ့လားကျွန်တော်ရဲ့တူထားတဲ့ဟာတွေကြာရင်တူထားတဲ့ဟာတွေပြီးကြာရင်ဒီနေ့ဗီဒီယိုဒီလောက်ပဲ